Redmi ဖုန်းတွေမှာဖုန်းဝင်တာနဲ့ auto ကိုင်တဲ့နည်းကိုကြည့်ပြီးပြီလား။ ဟုတ်ကဲ့ပါဒီနေ့မှာတော့ဖုန်းဝင်တာနဲ့ auto ကိုင်တဲ့ setting လေးကိုပြပေးမှာဖြစ်ပါတယ်ပထမဆုံး setting တွေကိုဝင်မယ် setting ထဲမှာရောက်လို့ရှိရင်ကျွန်တော်အပေါ်နဲ့ငယ်ဆွဲမယ် app ထဲကိုတစ်ချက်ဝင်လိုက်ပါဒီထဲမှာရောက်လို့ရှိရင် system app setting ဆိုတာကိုတစ်ချက်ထပ်နေမယ်ဒီထဲမှာရောက်လို့ရှိရင် call setting ဆိုတာကိုထပ်နေလိုက်ပါဒီနာရောက်ရင်အောက်ဘက်မှာရှိတဲ့ auto answer ဆိုတာလေးကိုတစ်ချက်ထပ်နေလိုက်ပါညမှာ auto answer လေးကပိတ်နေမယ်ဆိုရင်ကျွန်တော်တို့ကဖွင့်ပေးလိုက်မယ်အဖွင့်ပြန် auto answer ရဲ့အောက်မှာပါတယ်ဒီလေး auto answer ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီကောင်လေးကကျွန်တော်တို့ဖုန်းဝင်လာတယ်3စက္ကန့်အတွင်းမှာauto ကိုင်တာကိုရွေးမလား5စက္ကန့်လား10စက္ကန့်လား6စိတ်ကြရွေးထားလို့ရမှာပဲဖြစ်ပါတယ်ဗျဒီမှာ6စိတ်ကြလေးကိုရွေးထားလိုက်မယ်ရွေးပြီးသွားရင်ဘက်နဲ့ပြန်ထွက်လိုက်ပါအောက်မှာပါတယ် always ကတော့ဖုန်းဝင်လာတဲ့ auto အမြဲတမ်းကိုင်မယ်ဆိုတာကိုပြောတာပဲဖြစ်ပါတယ် headset only ဆိုတာကငကြက်ချိတ်ထားတဲ့အချိန်မှာဖုန်းကိုကိုင်တာကိုပြောတာပဲဖြစ်ပါတယ်Bluetooth only ကိုထားမယ်ဆိုလို့ရှိရင် Bluetooth ချိန်မှာဖုန်းကို auto ကိုင်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ် headset or Bluetooth only ကိုထားလိုက်မယ်ဆိုလို့ရှိရင်ငကြက်ချိတ်ထားတာ Bluetooth ပဲချိတ်တာဖုန်းကို auto ကိုင်မယ်ဆိုတာကိုပြောတာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗီဒီယိုလေးကအသုံးဝင် sick လို့လေးနေခဲ့ပါနောက်လည်းအခုလိုမျိုးဘူးတရချက်လက်လေးတွေသိရှိအောင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျ